မြန်မာနိုင်ငံရှိမြေလပိုင်းဒေသလေးတစ်ခုတာယာလှပတဲ့ဇေဒီပထိုးများနဲ့အတူလှပတဲ့ရှုခင်းများကလည်းပောက်ဝင်းကျင်ပြီပေါ့ညနေခင်းရဲ့ရွှေရောင်အလင်းတန်းတွေအောက်မှာမင်းတယောက်ဗတ်ချီဆွဲဖို့ဖျားပေါ်ကိုရောက်လာခဲ့ပါတယ်မင်းဟာဗတ်ချီတွေဆွဲရင်မြမကြီးလက်အလားအပတွေကြားမှာပျော်မွေ့နေခဲ့တယ်သူ့ဘဝတွေကိုစပင်အရှင်နဲ့မိန်းကလေးတယောက်ရောက်မလာခင်အချိန်အထိပေါ့အဲ့ဒီနေ့ကသူဆွဲမဲ့ပချီကားထက်ပူလာတဲ့မြင်ကွင်းတစ်ခုကိုသူမထင်မှပဲမြင်တွေ့ခဲ့ရတယ်။အဲ့ဒါကတော့လေထဲမှာတက်လွင့်ဝဲနေတဲ့စနွယ်ရှည်ပိုင်ရှင်လေးနှင်းနွယ်ပါပဲ။ပတ်ဝန်းကျင်တစ်ခုလုံးမှောင်တွားရလောက်အောင်သူမအလှကတောက်ပထင်ရှားလာတယ်။မင်းဟာနှင်းနွယ်ရဲ့အလှမားတယ်မဟုတ်ပဲသူမရဲ့ထူးခြားလာရဲ့စနွယ်ရှည်ကြီးတွေကိုမြင်ခေပဲဆွဲလန်းနဲ့တက်သွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာနေ့တိုင်းဘုရားပေါ်မှာစုံတွေ့ရင်တဖြည်းဖြည်းရင်းနှီးလာခဲ့ကြတယ်။အေးချမ်းတဲ့ဘုရားရင်မြင်မှာပကြီးအတူဆွဲရင်းစကားတွေအတူပြောရင်းနဲ့သူတို့ကြားမှာနှွေးထွေးတဲ့တန်ရောစင်တွေအမြင့်တွယ်လာခဲ့ပါတယ်။မိအတွက်တော့နှင်းနွယ်ဟာသူ့ဘဝရဲ့အလှဆုံးပကြီးကားတစ်ချက်ဖြစ်တယ်လို့နှင်းနွယ်အတွက်လေမင်းဟာအားကိုးရာအချစ်ဦးဖြစ်လာခဲ့တယ်။သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာညနေခင်းနေဝင်ရီရောအချိန်တိုင်းမှာအမြဲတမ်းတက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ထူးဆန်းတဲ့အထစ်ပြက်တစ်ခုကစိုက်မဲ့ရောက်လာခဲ့တယ်။ရီမမွန်ရှိတဲ့ကောင်လေးတစ်ယောက်ဟာအကိုကျွန်တော်နေ့တိုင်းဒီနားကဖြတ်သွားတိုင်းတွေ့နေတာအကိုကိုတစ်ခုလောက်မေးချင်လို့ပါအကိုတယောက်တည်းဒီနားလာပြီးစကားတွေပြောနေတာနေ့တိုင်းပဲဘာဖြစ်လို့လဲအကိုအဲ့ဒီစကားသံဟာမင်းရဲ့ကဘာကြီးကိုရုတ်တရက်ရပ်တန့်သွားစေခဲ့ပါတယ်သူနေ့တိုင်းနှင်းနွယ်နဲ့စကားပြောနေခဲ့တာလေသူအမျက်တနိုးစုပ်ကင်ထားတယ်လို့ထင်ခဲ့တဲ့နှင်းနွယ်ရဲ့လက်ကလေးတွေကဖယ်ရောက်သွားခဲ့တာလေသူ့ရဲ့ဘေးနားမှာဘာကြောင့်ဘသူမှရှိမနေခဲ့ရတာလဲသူနေ့တိုင်းစကားပြောနေခဲ့တာဟာတကယ်တော့